Xiaomi Redmi ဖုန်းတွေမှာအခုလိုကိုရိုက်ထားတဲ့ပုံလေးအောက်မှာ watermark frame ဘယ်လိုထည့်ရမလဲဆိုတာကိုဒီဗီဒီယိုမှာပြပြသွားပါမယ်။အရင်ဆုံး gallery ထဲကိုဝင်လိုက်ပါမယ်။ပြီးရင်ကိုရိုက်ထားတဲ့ပုံကိုရွှေ့လိုက်ပါမယ်။ Okay ဒီမှာအခုလိုမျိုးကိုရိုက်ထားတဲ့ပုံကိုရွှေ့ပြီးတော့ဆိုရင်အောက်က edit ကိုနှိပ်လိုက်မယ်။ပြီးရင်ဒီဘက်က create ဆိုတာလေးကိုနှိပ်ပြီးတော့ဒီမှာ watermark frame ဆိုတာလေးကိုနှိပ်လိုက်မယ်။အခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ထားခြင်းတဲ့ပုံစံအတိုင်းထားလို့ရပါတယ်။ Okay ဒါလေးကိုထားလိုက်မယ်။ပြီးရင်ဒီဘက်က white ဆိုတာကတော့ color ပြောင်းတာပါ။ဒီ coordinate ကတော့ location ထည့်တာပါ။ time ဆိုတာကတော့အချိန်ထည့်တာပါ။အဲ့တော့ဒီနှစ်ခုလုံးကိုထားပြီးတော့ထည့်လို့ရပါတယ်။အခုဒီလိုမျိုးထားပြီးအောက်ကအမှန်ကြီးလေးကိုနှိပ်လိုက်မယ်။ပြီးရင် save ကိုနှိပ်လိုက်မယ်။ Okay ဒါမျိုးဆိုရင်ဒါကျွန်တော်တို့ရဲ့ပုံလေးကဒီ color ပုံစံတစ်မျိုးလေးပြောင်းသွားမှာဖြစ်ပါတယ်။အားလုံးပဲအစီအစဉ်မျိုးလေးမျိုးနေပါတယ်။ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like and follow နှိပ်ခဲ့ပေးပါ။